လူနှစ်ယောက်ကြားမှာနှဆိုင်သက်ဆွမ်းနဲ့အချစ်တစ်ခုပေါ်ပေါက်ဖို့ဆိုတာရုပ်အစင်နှပ်ပချုံလို့တာချိုတာနည်းနဲ့စကလုံးတွေပေါ်မှာဝတည်နေတာမဟုတ်ပါဘူးတကယ်စစ်မှန်လေးနဲ့တဲ့အချစ်ဆိုတာသူကကိုယ့်ဘောဘလောက်ထိစိတ်နှလုံးလုံခြုံမှုပေးနိုင်စွမ်းရှိသလဲဆိုတာပေါ်မှာသာဝတည်ရဖြစ်ပါတယ်သူ့နှစ်ဘေးမှာရှိနေရခြင်းဟာကိုယ့်အတွက်စိတ်နှလုံးနှွေးထွေးလုံခြုံမှုကိုပေးနိုင်စွမ်းရှိတယ်ဆိုရင်သူ့ဘောကိုလေးနဲ့စွာတွေ့တာနှောက်ဖွဲ့မိစေတော့တာဖြစ်ပါတယ်တယောက်ကိုတယောက်စိတ်နှလုံးလုံခြုံနှွေးထွေးမှုကိုဘယ်လိုပေးနိုင်မလဲအရေးကြီးဆုံးချက်ကကိုယ့်ရဲ့အားနည်းချွတ်ယွင်းချက်တွေအပေါ်သူ့ဘက်ကဝေဖန်ပြစ်တင်တာမျိုးမလုပ်ပဲကိုယ့်ရဲ့ပကတိအရှိပုံစံအတိုင်းကိုလက်ခံပေးနိုင်တယ်ဆိုတာကိုစိတ်ချယုံကြည်မှုရှိနေခြင်းပဲဖြစ်ပါတယ်သူ့နှစ်ဘေးမှာရှိနေခြင်းမှာကိုယ့်ရင်တွေကစကားတွေအားလုံးကိုအချွင်းချံမရှိပြောပြဖို့စိတ်လုံခြုံမှုရှိတာကိုယ့်ရဲ့အားနည်းချွတ်ယွင်းချက်တွေကိုသူဘယ်တော့မှပြစ်တင်ဝေဖန်မှာမဟုတ်ဘူးဆိုတာကိုသိချယုံကြည်နေတာသူ့အနားမှာရှိနေရတဲ့အချိန်တိုင်းမှာမျက်နှာပုံးဆွတ်ထားစရာမလိုပဲဟန်ဆောင်နေစရာမလိုပဲကိုယ့်ရဲ့ပကတိအစစ်မှန်ကို